Selebio season Jaya Dhamma Jango Yogi Jaya Dhamma Jango Yogi Yogonya Ado Piyayana Piyayana Danga Yana Yana Myadoma Guru Ogata Grojupi Yinya Pya Pya Shiku Kato Jaya season Chipare Eri Nabai Bomodo Kohane Adekam Jubio Shiva Dila Ubo Dila Saudi Jama Shibare Shiva Ubo Dila was Saudi Demiama and the Joga the Omoro Nedia Sakam Chite the Guanego Adekam Ju by Chatama Biro Saudi Loyabare Ubama the Joga Bomono the Nate Grinda Nagazun, the Nate Duma, the Yet Duma, the Night Duma, that Nagazun, the Night Duma, the Net Dream, that Nagazun, the Net Duma, Yadavilla Ubo Tila Utu, South Iba Vidya, Yuba Missouri, Ubo, Tilo, Daytime View, a Cheka Kalabo, Pancha, Tamabilo, Ubo Tila Utu, South Tilo, Yabajao. Diniyange Uswa Budama Tibi Panchakava Ekhu Lojikaya Yadova Alo Miba Selama Nando Nandana Bado Shiko Buso Yada Kudo Kampu Kanjam Mimido Tuli Alona Lebe Chileya Boa Daima Apuso Kantai De Bogo Karowa Lesa Bukyu Kantai De Bogo Nyachijava Se Boga Jima Jamba Se Barami Diare Jinta Jamba Se Kiro Yesemia Samyane Se Josa Adobe Se Jito Loka Kamaka Chakule Dinamaga Regu Zwa Amin Zwa Chana Zwa Chen Duye Samyane Jamba Se Be Bauya Bau Adre Bau Le Kingwe Jamba Se Bezo Biashe Aditiane Bezo Biashe Yadina Go Achikanji Nazo Pova Mashiri Meya Doga Mashiri Meya Doga Kaba Mashiri Meya Doga Dumyoya Doga Mashiri Meya Pova Dumyoya Loga Kaba Dumyoya Chiro Nipa Nyagule Menya Punya Jin Lue Guzwa Biapam Pune Jai Bogo Nyamchija Basi Selebio Lubogo Yogi Nya Alo Shiva Bogi La Sapi Jame Kuna Bogo Meibare Danale Guago Daytime View Ila Sabi Suraga, the Charo, Mary, Ubo Bila Sura, the Charo Yapita, Obo Biro, Goye, Losha Muri, Goye Joso Muri, Goye Sanandri Muri. That night, so abusing his own neck, appear and there's no Jim. Good no Noma Salogo, Ganga Momo, South Pay Yare, the Dita Vido, South Pay Yare Niama, Boboduka, Ubo Dilano, Jomari Edo, Shiba Kuba, Ubo Dilan, Makai, Masauti Yame, Gudere Kaima, Agayunya, Gudere Kaima. Beijing Webship Vinia Webship Go down the Thomas logo, choosing out, jigging out. At that night, so the la Dekane, go in the Pugo, Josu, Tina Nine. The Mati Dekane, go say, go Tina Nine. Pina Dekane, Chipola Yarigo, Alo, Bishi Nani, the Bobo, your Tina Nine. Ubo Dila Saudi and Duma,
တချို့ပုဂ္ဂိုလ်တွေကြတော့ဥပုပ်၈ပါးသီလ9ပါးသီလစသဖြင့်စောင့်တည်ရဲဆိုပေမဲ့ကိုယ့်ရဲ့အပြုအမူတွေအပြောဆိုတွေကိုယ့်ရဲ့စိတ်ကကိုယ်သိဆုံးပေါ့ကိုယ့်ရဲ့မနောကံတွေကဖြူစင်နေတာမဟုတ်ဘူးနောက်ပြီးတော့ကိုယ်ကတတိထားပြီးတော့အဲ့ဒါကိုမထိန်းထားနိုင်ဘူးဆိုရင်လည်းပဲဥပုပ်သီလစောင့်တည်ရမရောက်ပါဘူးတဲ့ဒါကြောင့်မလို့ဒါကဘုံဘုံတို့ကိုပြညတ်ထားတဲ့ဒီနေရာမှာဘုံဘုံတို့တခြားရက်တွေကကိုဟာနဲ့ကိုတခြားရက်တွေကအလုပ်တွေလည်းများကြတော့တခြားကိစ္စရက်တွေလည်းအများရှိနေကြတော့တခါလေကိုယ်စိတ်ကိုမထိန်နိုင်တာကိုယ်အပြောဆိုကိုတတိမထားနိုင်တာကိုယ့်ရဲ့အမူအရာလှုပ်ရှားမှုတွေကိုကိုယ်ကတတိမထားနိုင်တာရှိတယ်လေအဲ့တော့ဒါမဲ့ဒီလိုအချိန်မှာကျတော့တတိထားပြီးတော့တည်တည်ချာချာအတိလည်းအတိစိတ်နဲ့လည်းပဲစောင့်ကြည့်နိုင်အောင်အတိညာနဲ့လည်းစောင့်ကြည့်နိုင်အောင်တတိထားပြီးတော့လည်းပဲမြင်နိုင်အောင်ကြိုးစားဆောင်ရွက်တဲ့အနေအထားမျိုးကိုဒီလာစောင့်တည်တယ်လို့ဒီလိုပြောပါတယ်ဒါကြောင့်မလို့ကိုတတ်နိုင်တဲ့အချိန်ခါကာလကိုပိုင်းခြားသတ်မှတ်ပြီးတော့စောင့်တည်ကြမယ်တချို့ကဥပုပ်သီလစောင့်တည်ပြီးဆိုပြီးကိုယ်ဟာနဲ့ကိုပြန်ပြီးတော့ဒီတတိထားနိုင်တာတဲ့ပို့ပြီးတော့အကြောက်စိတ်တွေဝင်နေ။ဘာဖြစ်လို့လဲဆိုတော့ငါကဒီဥပုပ်သီလတွေစောင့်တည်ထားရလို့ဒါတွေမလုပ်ရဘူးဒါတွေမဖြစ်ဘူးဆိုရင်နောက်ပိုင်းကြောက်စိတ်ဝင်တဲ့အခါမှာဥပုပ်သီလကိုပြန်ပြီးစောင့်တည်ဖို့ဆိုတာလည်းပဲတခါလေကြောက်သွားတတ်တယ်။စိုးရိမ်မှုတွေဖြစ်တတ်တယ်ပေါ့။ဒါကြောင့်မလို့အဲ့လိုမျိုးမဖြစ်ရလေအောင်တတ်နိုင်တဲ့ကိုယ့်ရဲ့စိတ်တဘောတရားတွေနဲ့တတ်နိုင်တဲ့အတွေးခေါ်တွေနဲ့တတ်နိုင်တဲ့တတိတရားတွေကိုထားကြပြီးတော့ကိုယ်စိတ်နှလုံးသုံးပါးလုံးကိုလုံးလုံးချုံချုံဖြစ်အောင်ဘုံဘုံတို့စောင့်ထိန်ပြီးတော့နေထိုင်ဖို့ပဲအရေးကြီးပါတယ်။ဘုံဘုံတို့တရားဆွေးနွေးတဲ့အချိန်တရားပြတဲ့အချိန်မှာတတ်နိုင်တလောက်ဘုံဘုံကနေပြီးတော့ဘုံဘုံတည်တလောက်ပါပဲဒီတရားစခန်းနေဖွင့်တာတခြားနေရာမှာလည်းအများကြီးဖွင့်ပါတယ်ဒါတွေအားလုံးဟာပေဟာကပို့အဆင်ပြေတယ်ပေဟာကပို့အဆင်မပြေဘူးဆိုတာလူသားတယောက်ချင်းစီမှာသူ့ရဲ့အကြိုက်နဲ့သူ့ရဲ့အလိုက်နဲ့မတူကြတော့အဲ့ဒါတွေကိုလိုက်ညှိနေဖို့ကခက်ပါတယ်ဒါပေမဲ့အားလုံးကဗုဒ္ဓရဲ့တရားတော်တွေကိုစာပေအနေနဲ့လေ့လာသင်ကြားပို့ချတာပဲဖြစ်ဖြစ်သင်ယူတာပဲဖြစ်ဖြစ်ဗုဒ္ဓရဲ့တရားတော်ကိုဒီလိုနဲ့ကိုတွေ့လက်တွေ့လေ့ကျင့်ပြီးတော့အားထုတ်ကြိုးစားပြီးတော့သိအောင်လုပ်တာပဲဖြစ်ဖြစ်အကုန်လုံးကတရားရဲ့ဓမ္မတွေကိုဗုဒ္ဓရဲ့တရားတော်တွေကိုပြန့်ပွားအောင်ကြိုးစားဆောင်ရွက်တဲ့ဘာဝနာကုသိုလ်လုပ်ငန်းကြီးပဲအဲ့တော့နေလုံနိုင်တဲ့ပုဂ္ဂိုလ်လည်းဘုံဘုံတို့ကဂုဏ်ယူရမှာပဲမုဒိတာပွားနိုင်ရမှာပဲများလုံနိုင်တဲ့ပုဂ္ဂိုလ်ကလည်းပဲဘုံဘုံတို့ဂုဏ်ယူရမယ်သူတို့ဝမ်းမြောက်ဝမ်းသာပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အားလုံးကဗုဒ္ဓရဲ့တရားတော်ကိုပြန်ပွားအောင်ကြိုးစားဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေပါပဲလို့ဒီလိုတွေးရမှာဖြစ်ပါတယ်ပြန်ပွားအောင်ဆောင်ရွက်တဲ့အခါမှာဘုံဘုံတို့တခါလေပရမဥဆုံးကိုယ်စီမမရှိတဲ့တရားဓမ္မတွေကိုအရင်ရှိအောင်အားထုတ်ရတယ်ကြိုးစားရတယ်ပြီးရင်ကိုယ်စီမရှိတဲ့တရားတွေကိုသူများလည်းရှိအောင်ဆိုပြီးတော့မျှဝေပေးရတယ်ဒီလိုမျှဝေတဲ့စနစ်တွေကိုဘုံဘုံတို့ကသာသနာတော်ထုံးကားပြန့်ပွားရေးဆိုတဲ့ဘုံဘုံတို့မြန်မာစကားလုံးတစ်ခုရှိပါတယ်အဲ့မှာနဲ့တွားပြီးတော့ကိုက်ညီတာပေါ့တခြားတော့လုပ်ငန်းတွေလည်းဒီတိုင်းပါပဲအရင်ဆုံးဆိုရင်ကိုယ်တိုင်အရင်စူးစမ်းရတယ်ပြင်အဲ့ဒီလုပ်ငန်းကပြန့်ပွားအောင်ဒိုးတက်အောင်ဒိုးပွားအောင်ဆိုရင်ပြန်ပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်မျှဝေရတယ်
ဒီလိုတစ်စင်းပြီးတစ်စင်းများဝေတဲ့စနစ်တွေကိုဘုံဘုံတို့ကတကယ်ဘာဝနာကုသိုလ်ကောင်းမှုတစ်ခုလည်းဖြစ်တယ်လို့ဓမ္မဒါနတရားလက်ဆောင်အနေနဲ့လည်းဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ဒီနေ့ဒီတရားစခန်းဒီကျောင်းသားရဲ့14ချိန်မြောက်တရားစခန်းမှာဘုံဘုံလည်းပဲတတ်နိုင်တယ်များမြဝေခြင်းဆိုတဲ့ဓမ္မဒါနနဲ့တရားပြန့်ပွားမှုကိုဥတည်ပြီးတော့ဘုံဘုံတို့ဆွေးနွေးကြမယ်ပြီးရင်ဘုံဘုံတို့အားလုံးဆွေးနွေးထားတဲ့အတိုင်းလက်တွေ့စမ်းသပ်ပြီးတော့လေ့လာကြမယ်ပေါ့ဒီနေရာမှာဘုံဘုံတို့နဲ့အတူလာရောက်ပြီးတော့တရားအားထုတ်ကြတဲ့ယောဂီပုဂ္ဂိုလ်တွေအားလုံးကိုဘုံဘုံနဲ့အများကြီးဝမ်းမြောက်ဝမ်းသာနဲ့ကြိုးဆိုနှုတ်ခွန်းဆက်တတ်ပါကြောင်းအားလုံးကျမ်းမာချမ်းသာစွာနဲ့ကိုယ်အကြောင်းစိတ်အကြောင်းကိုလည်းတည်တည်ချာချာဒီ9ရက်တန်တွင်းမှာကောင်းကောင်းနားလေသဘောပေါက်ပြီးတော့ကိုယ်လည်းပြန်ပြီးတော့စင်ကြင်သုံးတတ်နိုင်ပြီးနောက်ဆုံးမှာကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့ဖြစ်တည်မှုအားလုံးကိုဒီဝိပဿနာဉာဏ်နဲ့အနိုင်ယူပြီးတော့ကိုယ့်ရဲ့အေးချမ်းမှုငြိမ်းချမ်းမှုကိုရရှိခံစားဆန်းစားနိုင်ကြပါစေကြောင်းလည်းရှိဥစွာဆုတောင်းပတနာပြုလိုက်ရပါတယ်အဲ့တော့ဘုံဘုံတို့အားလုံးဆွေးနွေးတဲ့အခါမှာဒီဗုဒ္ဓရဲ့တရားတော်ကသူကထူးဆန်းတယ်ဆိုတာဗုဒ္ဓရဲ့တရားတော်မှာအဲ့ဒီထူးဆန်းတယ်လို့မဟုတ်ပါဘူးဒီအလေးပဲဘုံဘုံတို့စာစကားနဲ့အားလုံးနားထဲမှာကြားဖို့နားဝစကလုံးတွေတော့ရှိပါတယ်ဘုံဘုံတို့အခုကဒီတကြံတွင်းမှာဘုံဘုံတို့အိမ်ကနေပြောလာမယ်တော့မဟုတ်ကိုအချင်းချင်းဆွေးနွေးတိုင်ပေးမယ်တော့မဟုတ်ဘုံဘုံတို့စာတွေမှာရေးထားတဲ့အတိုင်းဆိုရင်ဘာလုပ်ကြတာလဲဆိုရင်တရားစခန်းလို့ပြောတယ်ဘာပြောတာတော့တရားစခန်းလို့ပြောရင်သူ့အတိတ်ပဲကိုကောင်းကောင်းနားလည်ဖို့တော့လိုတော့ပြီတရားစခန်းနဲ့စခန်းလို့ပြောတာနဲ့အင်္ဂလိပ်လိုကြတော့ camp လို့ခေါ်တယ်စခန်းလို့ပြောတာနဲ့သူကဘာနဲ့တူတာတော့ဆိုရင်ဒီ training center တခုနဲ့တူတယ်လေ့ကျင့်မှုဌာနလေ့ကျင့်ခန်းလုပ်တဲ့နေရာနောက်ပြီးတော့ဥပမာဘုံဘုံတို့ကျွန်းကျင်ဖြစ်အောင်လေ့ကျင့်တဲ့နေရာတွေအားလုံးကိုစခန်းလို့ခေါ်တယ်ဒါကြောင့်စခန်းသွင်းလေ့ကျင့်နေဆိုပြီးတော့ပေါ်တာဆောင်ပါလေဟိုကျောင်းသားတွေတည်ခေါ်ပြီးတော့စခန်းသွင်းလေ့ကျင့်နေဆိုရင်အဲ့ဒီပေါ်တာဆောင်တွေမှာသူတို့ကိုတည်ချာ training ပြန်လုပ်ပေးတာအဲ့တော့ဘုံဘုံတို့တရားစခန်းဆိုရင်တော့ဒီစခန်းလို့ပြောတဲ့အတိုင်းတည်ချာလေ့ကျင့်ရမယ်နေရာဌာနဖြစ်တဲ့အတွက်လာပြီးတော့တရားအားထုတ်တဲ့ပုဂ္ဂိုလ်ရောပြီးရင်တရားပြမဲ့ပုဂ္ဂိုလ်ရောအမြဲတမ်းနိကကနဲ့အမြဲတမ်းဘုံဘုံတို့ဒီတရားအကြောင်းကိုဆွေးနွေးရမယ်ပြီးရင်လက်တွေ့လေ့ကျင့်ရမှာဖြစ်ပါတယ်ဆွေးနွေးပြီးမှလက်တွေ့လေ့ကျင့်မှသာလျှင်စခန်းနဲ့တူတယ်ဒီမွမ်းမံသင်တန်းနဲ့တူတယ်ပေါ့စခန်းသွင်းလေ့ကျင့်တာနဲ့တူတယ်ပေါ့